မင်္ဂလာပါရှင်တောင်တကုံမြို့နယ်မှာရှိတဲ့48ပေ60 2RC Rooslet အိမ်လေးကိုရောင်းဝေးချင်ပါတယ်ရှင်အိမ်ရဲ့ကျယ်ကတော့21ပေ54ပေစောက်ထားပါတယ်ရှင်ပြီးမှလည်းဂူရောင်အသေးတစ်လုံးပါရှိပါတယ်ရှင်ဒီအိမ်လေးကဆိုရင်အရာဝန်လမ်းမကြီးကြောကတ်မှာတည်ရှိပြီးတော့တိမ်ချောင်းလမ်းစုံမီးပွိုင်းနဲ့ညီးပါတယ်ရှင်သူကအိမ်ယာဝင်းဖြစ်တဲ့အတွက်24နာရီ security ရှိပါတယ်ရှင်အိမ်ရဲ့တန်ဖိုးကတော့ဈေးနှုန်းသိန်း8500ဦးမှာပါထညှိနှိုင်းရှိပါသေးတယ်ရှင်အိမ်ရဲ့ပြင်ဆင်မှုပေါ့နော်အိမ်ရဲ့အသေးစိတ်လေးတွေကိုပြပြချင်ပါတယ်ရှင်ဝင်ချင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဧည့်ခန်းပါရှိမယ်ထမင်းစားခန်းပါရှိမယ်အောက်ထပ်ကတော့ master တစ်ခန်းပါရှိပြီးတော့တီးတန့်ဘိုးထိုင်တစ်လုံးလည်းပါရှိပါတယ်ရှင်အပေါ်ထပ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ shape render ပါရှိမယ်ပေါ့နော်ဖျားကန်းတီးတန့်single တစ်ခန်းနဲ့ master တစ်ခန်းလည်းပါရှိပါတယ်တီးတန့်တန့်စင်ကန်းတစ်ခန်းလည်းထားပေးထားပါတယ်ရှင်အပေါ်ထပ်မှာဆိုလို့ရှိရင်တော့ကျွန်တော် rooslet ပါရှိပါတယ်ရှင်ရေကတော့အဝီစီပါရေမီးစုံလက်တင်တက်နေရုံပါပဲရှင်ကဲဈေးနှုန်းလေးကတော့8500ဦးမှာအပိုင်ရှင်တရိုက်ထပ်ညှိလို့ရပါသေးရဲ့ရှင်အရာဝန်လမ်းမကြီးကြောက်ကဖြစ်တဲ့အတွက်နေရာကောင်းလမ်းတာတဲ့နေရာလေးပါရှင်